Wow. Land of India, man. Hello. Nobody asks a lot of question in India. India mà mình cũng được nhảy mê của nó. Giờ mình cho passport lại. Bây giờ để ta cho nó nhảy mới được. Bây giờ bà bi okay. Good morning everybody. Welcome back to my YouTube channel. အခုကကျွန်တော်တနာရီ40နဲ့3-4နဲ့လောက်ရှိပါတော့ကျွန်တော်2နာရီလောက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့လေစိတ်ကိုကျွန်တော်သွားရမှာပေါ့နော်အိန္ဒိယကိုသွားရမယ်အိန္ဒိယကိုသွားတော့မယ်အခုကကျွန်တော်ဒီ hostel ကနေပြီးတော့ဒါကကျွန်တော်ညတေးတဲ့ hotel ပေါ့နော် hostel မှာကျွန်တော်ဒီတောင်းရပါတော့ဒီကလည်းကျွန်တော် free ပေးရရဲ့အဲ့ဒါကိုမှကျွန်တော်တို့ဘတ်နေရဝေးရှိရပေါ့နော်ဒုတိယနေရပထမနေရတော့ကျွန်တော်ဒီ post တရားနေပြီးတော့ booking လုပ်တာအဲ့ဒါ290လောက်ပေးရတယ်ဒါပေမဲ့ကိုက booking တင်တာ working လာတာပေါ့နော် working လာတာပို့ပြီးတော့စီးတက်တာကိုကကျွန်တော်တီးကွန်တောက်မယ်တီးကွန်တောက်ပြီးတော့ဆိုလို့ရှိရင်တက်စီခေါ်မယ်ပေါ့နော်တက်စီခေါ်ပြီးရတဲ့ကျွန်တော်လည်းစိတ်ကိုသွားပါတော့မယ်Good morning everybody. အခုပဲကျွန်တော်ရဲ့တက်စီကဟိုမှာလာပြီပေါ့နော်လေအောင်တင်တယ်လေအောင်မလေတော့ဒီမှာကြောက် Okay no problem Hello sir Yeah One Yes just one Okay No bag hả Sorry Two bag hả Just one two by yeah I think it's fine Yeah, thank you. Can you drop me off Terminal 3? Terminal 3 Yes, sir. Yes 30 minutes No problem. Thank you. Okay, mau nha, soကျွန်တော်ဘာမှမမြင်အောင်အဲ့တော့ကျွန်တော်လေးသိရောက်မှပြန်ပြီးတော့တွေ့ကြတယ်Yeah? Yeah, you can stop here. No problem. Oh, okay, no problem, no problem. Hey, you can have 300. Okay. Take it 300. Thank you for driving me safe. Kapunka. Holy shit. Wait. Kapunka. Okay, here we go again, baby. Yeah, ဒုတိယမြောက်ကျွန်တော်လေသေးကိုရောက်ပြီပေါ့နော်မနက်2နာရီ4:05လောက်ရှိပြီGood morning. Cô ấy nói cho check in còn nào đó chỉ mấy vì information bộ mà đó chỉ nói chỉ mấy mà nó cho nó phải lại number lại sao bên đi Beijing mà check in còn nào không được mà từ đó mới thì mà nó sao luôn à cho nó information let's go đi mà
ဒီမှာမရှိကျွန်တော်ဟိုဘက်မှာရှိတာโอเคတာမီနယ်3ဒါတာမီနယ်4ဟိုဘက်မှာကျွန်တော်တာမီနယ်3ရှိဟုတ်ထိတ်ဆေးဘီလူရှင်းနေရတယ်ဘယ်နဲ့ပဲဟုတ်တယ်Spices. Dehi H2. No. Spices Dehi 8 တွေ့လာတော့မသိဘူး Okay Spices Dehi 8 P Okay P ABD J အဲ့ဒါ P ဆိုလို့ချင်းကျွန်တော်ဟိုပုံမှန်လိုက်ရှာ Okay let's go ဗီဒီယိုကတော့နည်းနည်းရှည်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီလေးသိမ်းမှရှိတာကျွန်တော်လည်းပြမယ်ပေါ့နော်ပြီးကျွန်တော်ရဲ့စတာကိုရှူတော့ဘောင်းမီတိုနဲ့โอเคပြရမယ်โอเคကျွန်တော် information ကောင်းတာရောက်မှကျွန်တော်ပြန်ပြီးတော့ recording ပြန်လုပ်မယ်ပါနော် Sorry ครับ Hello again ကိုကတော့ကျွန်တော် check in ကောင်တော့ရောက်ပြီပေါ့နော်ကျွန်တော်ရှေ့မှာ၄ယောက်ရှိရ၄ယောက်ပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်လေရောက်သွားပြီပေါ့နော်မတော့ရောက်တော့ခေါ်ပါ Okay let's go to India baby အဲ့တော့ကျွန်တော်လေလက်မပြမှာ passport ထုတ်ထားလာပါပေါ့နော်ပြီးမှပြန်ပြီးတော့တွေ့မယ် I'm so excited baby Hello seeကိုကကျွန်တော် immigration ဖြတ်ရတော့မယ်ပေါ့နော် immigration ဖြတ်ရတော့မယ်ဆိုတော့immigration မဖြတ်ခင်ကျွန်တော်ပြောရရှိရဲ့ဒီအိန္ဒိယကလို့ကျွန်တော် arrival gate ကျွန်တော်ချုပ်ဖြုတ်ထားတဲ့ကြောင့်စောပြီးသွားပါတော့ကျိုးဖြစ်မတော့ဘူးလို့ရှိရင်အဲ့မှာတော်ကြာမယ်ထင်တယ်ကျွန်တော်ဖုန်းထဲအမှဖြည့်နေအောင်ရွေးနေအောင်ဆိုတော့အခုကျွန်တော် immigration ကိုသွားပါတော့မယ်ကိုကကျွန်တော် immigration ကိုသွားနေပေါ့နော်ဘယ်နဲ့ဆိုရင်ကျွန်တော်ဘယ်လိုလဲကျွန်တော်မအေးရသေးဘူးပေါ့နော်ညနေကတော့ကျွန်တော်တေးလောက်တော့အိတ်ထားသေးတယ်တနားရီကျော်လောက်တော့ဒါပေမဲ့ဒီညမတွေ့လို့မရသေးဘူးဒါပေမဲ့သူကတက်ကြွနေတယ်โอเคဒီကူရှင်းရောက်ပဲတော့ကျွန်တော် Thai immigration တော့တက်ပြီးတော့ everything is very so easy okay ကျွန်တော် passport control တာပဲပြီးရင်ကျွန်တော် re-entry တုံးလေးထုတ်အောင်နော်ဘာလို့သူ start time ကျွန်တော်သွားရောက်နေတယ်Foreign passport, Thai passport. Yes, okay. Imagine over long. We enter stuff to all. Okay, wow. Goa, 3နိုင်56ရှိသွားပြီနောက်တော့5မိနစ်4မိနစ်ပဲလို့ကျွန်တော် credit ကိုရောက်သွားရမယ်ဘာလို့လဲဆိုတော့ကျွန်တော် cash ထုတ်ဖို့မေ့သွားပြီပြီးတော့မေ့သွားရဆိုတာဟိုဒီမှာ ATM ရှိမှထင်လို့ပေါ့နော်ဒီအပေါ်တဲ့ဒီ immigration တွေအကုန်လုံးကိုဖက်ပြရချင်မှာပတ်သက်ပါမလားမသိဘူးဘာမှမသိတော့ sign ကိုလိုက်မရဘူးနော်ငါမင်းတို့ cash scan ပေးမယ်ရလာဆိုဘယ် sign မှမရဘူးရဲ့အဲ့ဒါနဲ့ဟိုငွေလဲကောင်းတာကောင်းသွားပြီးတော့ငါလို့ဟိုပြီးမယ်လို့ထိုင်မှမရှိဘူးလားထိုင်မှမရှိကြောက်တော့ကျွန်တော်တို့ရုပ်တက်ဆိုမဟုတ်သေးဘူးဟာအဲ့ဒါနဲ့ကျွန်တော် sign ကိုပတ်မိနေဟို fuck you နောက်တစ်ခေါက်ပြန်သွားကြမှာရတယ်လို့ပြောဘောပဲလို့ပြောခဲ့လိုက်ပါရောက်ကျွန်တော်3မိနစ်နဲ့ပေါ့နော်3မိနစ်နဲ့ရောက်သွားမှာအကုန်လုံး pass ဖြစ်ပြီးသွားပြီလေမတက်ဖို့ပဲကျန်တော့တယ်အဲ့လိုပဲခါကျကျွန်တော်ခီထွက်လို့ရှိရင်ဟိုအဲ့ expert ပေါ့နော်ဟိုမျိုးလေးနဲ့ဒီဝါကြီးဘယ်လိုပြောမလဲ case တွေပေါ်လာတယ်
ဒါပေမဲ့နောက်ဆုံးပိတ်တော့အခုတော့ကျွန်တော်ရောက်သွားပြီပေါ့နော်ဒီနောက်ခါတကယ်လို့လေသေးကိုလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မဖြစ်အောင် cash ကိုယူလာပါဘာလို့လဲဆိုဒီမှာဘလို့မပေးလို့မရအောင် cash pay cash only ပဲရတယ်ဆိုတော့ပြီးဒေါ်လာလည်းပေးလို့မရအောင်ကျွန်တော်မှဒေါ်လာပါတော်သေးတယ်ကျွန်တော်ဒေါ်လာနဲ့ပေးတော့ဒေါ်လာချင်းပြီးတော့ကျွန်တော်ဝါလောက်လိုက်တယ်လောက်လိုက်တယ်ပေါ့နော်ကြတော့1000မဟုတ်ဘူးသူအဲ့မှာ1200ပေးရလေအစ1000လို့ပြောရဒါပေမဲ့ဒီ immigration မှာသူ2000လို့ပြော2000တော့ဖြစ်ပါ sorry 1200ဟိုမှာ date စစ်ဒီစစ်ပါနော်အခုကျွန်တော်အဲ့ကူသွားတယ် immigration ဖြစ်တာဒီမှာ time မှာဖြစ်တာအကုန်လုံးက AC ပဲကျွန်တော်ရဲ့ passport က P မဟုတ် PS ဒါပေမဲ့ passport is passport ပဲလေနော်အဲ့ဆိုအဆင်ပြေပါဒီဘက်လေစိတ်ကကျွန်တော်ပထမဆုံးအတွေ့အကြုံလေဖြစ်တဲ့တော့နည်းနည်းလေးကျွန်တော်ဘယ်ခက်သွားတာရှိရပေါ့နော်ကိုယ်နဲ့မောနေအချိန်လေးဟောဖြစ်သွားတိုင်မဲ့လို့ဘယ်လိုတည်းရောအဆင်ပြေသွားပြီပေါ့နော်2 minute တော့အချိန်ပိုသေးတယ် okay yes สวัสดีครับ สวัสดีค่ะ สวัสดีไหมครับ สวัสดีค่ะ ขอบคุณนะครับ Can we hear right Yes we will Okay start boarding soon Oh yeah thank you appreciate it Okay ကြာကလေးထွက်တော့မှာဆိုကြဒီရရွေးမျိုးလေဘိုင်ဘိုင် up to 32 21 up to 32 please board to the aircraft Where should we go Okay let's go Namaste brother Where do you live in Delhi Oh sorry where do you live in India India where do you live I'm going to Delhiကျွန်တော်ရဲ့ seat number က 31C now ကျွန်တော်ကဘူဒီလုပ်နေပါဘူးOh, you want to talk? You can talk together. I'm 31C. Namaste. Hello, welcome on board, sir. Sir, it's not allowed to make videos. Oh, I will close. Oh, you know Right what? departure, we Close request at this. all the passengers to take their seats and place their hand luggage in the overhead bin or under the seat in front of you. If you are seated in row 1, 15 or 16, please place your hand luggage in the overhead bin. Thank you. Tomorrow, India, we don't know. Pure, Namaste. 31C is this way. Here. I have to book this.
အိန္ဒိယလေကြောင်းလိုင်းပေါ်တော့ရောက်သွားပြီဟိုလုံးဝ business class ကိုကျွန်တော်ပြောလို့ရအောင်နော်ဟုတ်တယ်ဆိုတော့လုံးဝလူရအများကြီးနောက်ကြလို့ရှိရင်တော့ကျွန်တော်ဒီ line ကိုကျွန်တော်လောက်တော့ရွေးတော့ပေါ့ဟုတ်တယ်ဆိုတော့အများများဒီကတော့တတ်တာကျွန်တော်တော့ကျွန်တော်ပြရအောင် Thank you. ဘယ်လိုလဲအိန္ဒိယကိုလိုလူမျိုးတွေကြီးတယ်โอเคကျွန်တော်အဲ့တော့ဒီလီရောက်မှပြန်ပြီးတော့တွေ့ကြမယ်ဘိုင်ဘိုင်ဝါ land of India man အဲ့ဒါဒီနေ့ကဘာလို့ ဒီမှာဒီဘာလို့ပြေးနေရလဲဖြစ်ပြောမလားကိုကတော့ကျွန်တော် package claim လုပ်ဖို့ပေါ့နော်တော့နေဖြစ်ပါတယ် beautiful Okay, now let's check. Hello, nobody asked a lot of question in India. India mà cũng có nhiều nhà ở mấy con này. Giờ mình cho passport lại. Bây giờ thì ta phải cho nó nhanh luôn. Bây giờ bảo đi okay. Okay cho nó qua cho luggage. Package cho nó im vào nó cho nó luggage nó im. Okay. Cho nó luggage. Cho nó cho vui đồng cái gì đó. Đi vào đi vào đi này. Đi ai bị gì vậy? Ba mà lên mình ibi đã thì là mình cho nó đi sao yapပြလိုက်တယ်နော်ကျွန်တော်ဒါကျွန်တော် ibi ဒါsao yapပြလိုက်တယ်ပြီးတော့သူကဖောင်ပြေးပြီးတာဟာပြီးရမကြည့်ဆောက်လောက်ပဲဗျာကိုကကျွန်တော် India person ထုတ်ပြီးသွားပြီပေါ့နော်တူတေ8000 INR ပေါ့နော်ကိုကကျွန်တော်စင်ကာပူကိုစောင့်နေစင်ကာကကျွန်တော်ဒီ passport နဲ့လုပ်တာတော့ကြောင်းမဲ့ထင်တယ်โอเคပြီးတော့ကျွန်တော်ပြန်တွေ့မယ် Hello မင်္ဂလာပါခင်ဗျာကိုကတော့အိန္ဒိယကိုရောက်ပြီပေါ့ဗျာကျွန်တော်အိန္ဒိယမှာကျွန်တော် couch surfing လုပ်တာတဲ့ဒီကဟို online နေပြီးအတီးတယောက်ပေါ့နော်သူနဲ့ကျွန်တော်ချိန်ထားတယ်သူတီကိုကျွန်တော်ကူကသွားဖို့လုပ်နေတာနော်ကျွန်တော်တက်စီရှာရမယ်ဆိုတော့ကပြန်နေကြလားကဲကျွန်တော်တက်စီရှာလာမယ် Hello ကိုကတော့ကျွန်တော်ဟိုတက်စီရပြီပေါ့နော်တက်စီရပြီဆိုတော့India busရှိရတာ You stand there. Okay My parking is coming in my car. Okay when will you come You only who Okay I will wait here okay India ရှိရဘူးပြီးပြရပါတော့လေသိမ်းမှာပထမတစ်ယောက်ကကျွန်တော်1500နောက်တစ်ယောက်မေးရလဲ2200ရတယ်အဲ့ဒါနဲ့ကျွန်တော်ဒီတဲတဲ့ဒီဟွာတငယ်ချင်းတစ်ယောက်ကိုလက်ဆက်လိုက်တော့မရှိဘူးရအောင်နဲ့600အများဆုံးပဲတဲ့600 900အများဆုံးပဲဒါပေမဲ့ကျွန်တော်သူ့ကို800ပေးလိုက်တယ်ပေါ့နော်ဟူးအိန္ဒိယအခုကကျွန်တော်တဲမှာကျွန်တော် couch surfing လုပ်တဲ့ဟိုအတီးတယောက်ပေါ့နော်ကျွန်တော်ဒီခီးသွားတာဆိုတော့ couch surfing လုပ်တော့ဒီကနေပြီးတော့သူကျွန်တော်ကို invite လုပ်တယ်ပေါ့နော် invite လုပ်တော့အဲ့မှာကျွန်တော် home stay သွားတင်မှာပေါ့နော် hostel မှာတင်မှာလည်းမဟုတ်ဘူး hotel မှာတင်မှာလည်းမဟုတ်ပေါ့နော် Okay ခဏလေးမှာကျွန်တော်ပြန်တွေ့မှာပေါ့နော်Oh my god a lot of scam in India What Sorry? It's okay? Okay, namaste. Okay. 400 मेरे को दे दे 800 ले लियो वहां जाके ठीक है You already told the place? Yeah. Already, okay. ऑनलाइन दे कैश दे देना बाबू कैश मेरे पास You have the cash in money
Yeah. Please Yeah. give it. Now. Okay. No problem. For him. अरे वो क्लियर ही कर दे रहा हूँ तू टेंशन ही क्यों ले रहा है यार मसूड़ी में पढ़ाई मत नहीं ऐसे जमा 800. या फाइनल Okay. योर You already told him the price. Okay. नहीं है मेरे पास मैं तो छोड़ मैं दे दूंगाသူတို့ကဝေပုံကြခွဲနေတယ်ပေါ့နော်တစီ you ဒီ have မှာ the တ pay ယောက် in money Sorry. you have the pay okay Everything already paid. Okay. He already know the place, right? yes you have the location in driver He already know. send me send your location Oh your shit. friend your location destination point location you send okay जा निकल पे ना So how can I send you location? you can save my number Can I scan sorry your phone? Can I scan and I will send you the location. yeah send me my number Welcome to India. ကျွန်တော်မင်းညဒီညလုံးမအေးရဘူးပင်ခုတည်းဘယ်နာတော့ရုံ7:45ရှိပါတော့ဘာမှမစားရသေးဘူးဒီမှာ This is India ကျွန်တော်ရဲ့ဟိုခေါ်ထားတယ်ဒီက couch service လုပ်တဲ့တရားပေါ့နော်သူ့ကိုခေါ်ထားတယ် Oh my god တော့အန်ရှင်သွားတာလမ်းကြီးအိုးလိမ့်လိုက်ဆင်းလိုက်လိမ့်လိုက်ဆင်းလိုက် Okay ခဏနေမှာကျွန်တော်ပြန်တွေ့မယ်နော် Hello ကျွန်တော်အခုက hostel မှာတက်ရလဲမဟုတ်ဘူး hotel မှာတက်ရလဲမဟုတ်ပါဘူးကျွန်တော်အခုကဘယ်မှာတက်လဲဆိုတော့အိန္ဒိယကျွန်တော်ရဲ့အသည့်စီမှာကျွန်တော်တက်နေကျွန်တော်ရဲ့အသည့်ဆိုတာဘယ်လိုပြောမလဲကျွန်တော်ယူနောကတွေ့ဘူးကလည်းမဟုတ်တီးဘူးကလည်းမဟုတ်ကျွန်တော်ခီးသွားတယ်ဆိုတာကတခြားဟိုပတ်ဆက်အကုန်ချတတ်မင်းလက်နေအများရှိပေါ့နော်ဟိုတယောက်တည်းသမားကြီးတော့ကောနှစ်ယောက်သမားကြီးတော့ကောအဓိကတော့တယောက်တည်းသမားကြီးတော့ပူအဆင်ပြေပေါ့နော်ကျွန်တော်ကပါလောက်လေဆိုလို့ရှိရင် couch surfing လုပ်တယ်ပေါ့နော် couch surfing ဆိုတာကျွန်တော်ဒီကိုယ်တည်းယောက်သွားမယ်ဆိုလို့ရှိရင်အဲ့တော့မှလူကြိုးပြောဦးသောမင်းနေပြဒီသက်ခိုင်နေပြောတယ်ငါမင်းတို့စီကိုခီးထွက်လာပြီပေါ့နော်ဟိုအဲ့ campaign လို့ရမလားဆိုပြီးကျွန်တော်စာရေးပို့တယ်ပြီးရင်ဒီကွန်းနဲ့လုပ်တယ်အဲ့ဒါဆိုသူတို့ကအဆင်ပြေရဲ့ကိုယ့်ရဲ့ profile ကြည့်ရအဆင်ပြေဆိုလို့ရှိရင်သူတို့ကလက်ခံပြီးအဲ့ဒါဆိုလို့ရှိရင်သူတို့အချိန်မှာကျွန်တော်နေဖို့ရောဟိုစားဖို့ရောအကုန်လုံးသူတို့ကနေပြီးတော့အဲ့ခံပြီးရပါတော့ဒါဟိုကျွန်တော်နေတဲ့အခန်းပေါ့နော်ပထမတော့ဒီမှာနေဖို့ပဲသူကဒီမှာအင်ရှင်သူနေရဆိုတော့ကျွန်တော်ကနေရပြောင်းပြီးလိုက်တယ်မနော်ဒါပေမဲ့ဒီဘက်မှာလည်းအဆင်ပြေရရေးစီပဲပတ်သက်တကြမှာပြီးရမလို့ပြီးတော့ trust ဖြစ်စရာလေးဟိုမယုံကြည်စရာအကြောင်းလည်းမရှိဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီဟို website မှာအကုန်လုံးဟောဖြစ်ပြီးသားဆိုတော့မင်းမလားကျွန်တော်အခုပဲအဲ့ရနေတော့နော်မနေ့က14ရက်နေ့ကကျွန်တော်လုံးဝအိမ်မရောက်ဘူးနော်ဒီမနက်ဆိုကြီးလေးလာဆိုတော့လုံးဝကောင်းနေကြိုင်အခုမှကျွန်တော်တေးနိုးလို့ကျွန်တော်ရဲ့ room tour လေးဟိုလောက်ပြရပါတော့ဒီကသူတို့ရဲ့မိဖို့ကြောင့် kitchen အလုံးဝရမ်းမိုက်တယ်တက်ရလေးတွေကျအားလေကျွန်တော်ကခဏနေလို့ရှိရင်ကျွန်တော်ဝတ်တီရှောင်းပဲပြီးရင်ခဏနာပဲပြီးရင်စာဖတ်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဗီဒီယိုတိလုပ်ခဲ့ရှာလေးကျွန်တော်လုပ်မယ် Okay welcome to India brother this is feeling တော့မိုက်တယ်ဘာလို့လဲဆိုတော့ပထမဆုံးခီးထွက်တယ်ပြီးလို့ရှိရင် couch surfing လုပ်တယ်ပြီးရင်ဒီသေးမှာတန်းပြီးတေးတယ်ဆိုတော့အဲ့လိုကြီးဟိုရာတော့အဆင်ပြေတော့မယ်လို့အရင်မမျိုးနေလို့ဒါပေမဲ့သူကလည်းသူအဆင်ပြေသွားတယ်ရှိပါတယ် Okay အဲ့တော့ကျွန်တော်ညနေမတော်ပြီလို့ရှိရင်တော့မနက်ဖြန်တစ်ပတ်ကကျွန်တော်ဒီ daily မှာကျွန်တော် water flash ရှိရဲစိုက်စီးသွားမယ်ပေါ့နော်ကျွန်တော်ခီးထွက်မယ် Bye bye welcome to India brother